မန်ယူအသင်းကိုအနိုင်ဂိုးသွင်းယူပေးလိုက်နိုင်တဲ့မြန်မာပထမဆုံးဘောလုံးသမားဖြစ်လာခဲ့တဲ့မောင်မောင်လွင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မြန်မာစီရီ Insider Page ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်မောင်မောင်လွင်ကအာဆီယံ All Star အသင်းမှာမြန်မာကိုစားပြုလက်ရွေးစင်ကစားသမားတစ်ယောက်အနေနဲ့ပြီးခဲ့တဲ့လမှာစတင်ပြီးတော့ရွေးချယ်ခံခဲ့ရပါတယ်အာဆီယံ All Star အသင်းဆိုတာကအာရှနိုင်ငံတွေစီကနေတနိုင်ငံကိုစားပြုကစားသမားတွေကိုဖိတ်ခေါ်ပြီးတော့အသင်းကိုဖွဲ့စည်းထားတာဖြစ်ပါတယ်မောင်မောင်လွင်ကမြန်မာနိုင်ငံကိုစားပြုကစားသမားအနေနဲ့ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။မောင်မောင်လွင်ကအခုလိုရွေးချယ်ခံရတဲ့အပေါ်မှာလည်းပရိသတ်တရားအရန်ကိုမျှော်လင့်ထားခဲ့ကြတာပါ။အကြောင်းရင်းကတော့မောင်မောင်လွင်တို့ရင်ဆိုင်ရှင်ပြန်ရမယ့်အသင်းကမန်ယူအသင်းဖြစ်နေတာကြောင့်မန်ယူဆိုတာတမိုင်းသေးခဲ့သူမဟုတ်သလိုကဘာကျော်အသင်းတစ်သင်းလည်းဖြစ်ပါတယ်။ဘလို့ပဲဖြစ်ဖြစ်မန်ယူအသင်းနဲ့မြန်မာလေရွေးစင်တဦးကရှင်ပြိုင်ကစားနိုင်ဖို့ဆိုတာကတော့မလွယ်ကူပါဘူး။မောင်မောင်လွင်ကမန်ချ်လာ28ရက်နေ့မှာမန်ယူအသင်းနဲ့ရှင်ပြိုင်ကစားခဲ့ရတာပါ။မန်ယူအသင်းနဲ့ရှင်ပြိုင်ရမယ်လို့သိတဲ့အတွက်မြန်မာပရိသတ်တရားလည်းစိတ်ဝင်စားနေကိုအားပေးခဲ့ကြတာဖြစ်ပါတယ်။ဒါအပြင်ကိုင်းအထိသွားရောက်အားပေးကြတဲ့သူတွေလည်းရှိနေခဲ့တာပါ။မောင်မောင်လင်းတို့အာဆီယံ All Star အသင်းကလည်းအသင်းကြီးနဲ့ရှင်ပြိုင်ရဖို့ခြေစွမ်းမကျအောင်အပြင်းထန်စူးစမ်းပြီးတော့ကစားနေခဲ့ကြတာဖြစ်ပါတယ်။ပထမတစ်ချိန်ပြီးတဲ့အချိန်အထိနှစ်ဖက်အသင်းကတစ်သင်းနဲ့တစ်သင်းနဲ့ဂိုးသွင်းနိုင်တာမျိုးမရှိခဲ့သေးပါဘူး။ဒုတိယပွဲချိန်82မိနစ်မှာတော့မောင်မောင်လင်းကသမိုင်းတွင်ဖို့ခြေစွမ်းပြခွင့်ရရှိသွားခဲ့ပါတယ်။မောင်မောင်လွင်က82မိနစ်မှာမန်ယူအသင်းကိုဂိုးသွင်းလိုက်တာဖြစ်ပါတယ်။ဒါကကဘာကျော်အသင်းကိုမြန်မာလူရေးစင်သမားတစ်ယောက်အနေနဲ့ပထမဆုံးဂိုးသွင်းနိုင်ခြင်းဖြစ်ပါတယ်။ဒါအပြင်မောင်မောင်လွင်သွင်းလိုက်တဲ့ဂိုးကိုမန်ယူအသင်းအနေနဲ့ခြေပါဂိုးရဲလို့ပြန်သွင်းနိုင်တာမျိုးမရှိခဲ့ပါဘူး။ဒါကြောင့်မို့ပွဲပြီးသွားတဲ့အချိန်အထိမောင်မောင်လွင်သွင်းပေးလိုက်တဲ့ဂိုးနဲ့မန်ယူအသင်းကိုတကူးကိုမရှိနဲ့အနိုင်ရရှိသွားတာဖြစ်ပါတယ်။မြန်မာပရိသတ်တွေအတွက်ဂုဏ်ယူစရာအခိုက်အတန့်တွေဖြစ်လာခဲ့ပါတယ်။မောင်မောင်လင်းအတွက်အမှုပညာရှင်တွေလည်းအရန်ကိုဝမ်းသာနေကြတာပါ။လွမ်းပိုင်နန်းစုရည်ဆိုအင်းမြတ်သူတို့ဆိုရင်အရန်ဝမ်းသာလုံးလို့ဂုဏ်ပြုထားကြပါတယ်။နေထူးနိုင်ကတော့ပြည်ပရောက်ရင်မောင်မောင်လင်းနိုင်ငံလို့ဖြေမယ်ဆိုပြီးတော့ဂုဏ်ယူနေပါတယ်။မြန်မာလူရေးစင်ကစားသမားတွေရဲ့ခြေစွမ်းကလည်းမသေးဘူးဆိုတာကိုလက်တွေ့အကောင့်ထဲပြလိုက်နိုင်တာကြောင့်ဖြစ်ပါတယ်။မောင်မောင်လင်းကလည်းမန်ယူအသင်းကိုပထမဆုံးအကြိမ်ဂိုးသွင်းဖို့တဲ့မြန်မာလူရေးစင်ကစားသမားအနေနဲ့တမိုင်းမှာမှတ်ကြောက်တင်လိုက်နိုင်ပါပြီ။အခုလက်ရှိအချိန်မှာမန်ယူအသင်းဟာဆိုရင်အရှုံးနေစတိုက်ရင်ဆိုင်နေရတယ်ဆိုပေမဲ့လွန်လေပြီးတော့အထိတ်အချိန်တုန်းကမန်ယူကစင်စီးပြီးတော့မြင်းရန်ကြီးကျယ်ခမ်းနားလာတဲ့အသင်းကြီးတစ်သင်းဖြစ်ခဲ့ပူပါတယ်။ဖလားတွေကိုလည်းအကြိမ်ကြိမ်စုခူးခဲ့သလိုရွှေခစ်ကိုဖန်တီးနိုင်ခဲ့တယ်လို့တောင်ပြောလို့ရပါတယ်။ဒါပေမဲ့လည်းဘရင်တို့ဖုံးမိုးတို့ခြုံလဲနောက်ဆုံးရွှွလွန်တဲနိုင်တာတဲ့ဆိုတဲ့အတိုင်းပဲအခုအချိန်မှာတော့ရှုံးပွဲများစွာကိုရင်ဆိုင်နေရပါတယ်။ပရိသတ်ကြီးအနေနဲ့လည်းမန်ယူအသင်းကိုအနိုင်ကိုသွင်းယူနိုင်တဲ့မောင်မောင်လွင်အတွက်ဂုဏ်ယူလားဆိုတာပြပြပေးပါအောင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းမြန်မာ Sally Insider Page ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာလည်းအခုလိုပြန်လည်ဆုံတွေ့ကြပါစို့ရှင်။